တခုလောက်သိကြလို့ဗျာတဲ့တော်များများမတိကြဘူးဗရင်ကြီးချိန်တာလေးနဲ့ပတ်သက်လို့ဟုတ်ပါတယ်တော်များများမသိဘူးကျွန်တော်တော်များများလေးလည်းလက်ခံတယ်ဘာလို့မတိကြတာတော့ဆိုတော့လမ်းဆုံးနေကြတာဗျဗရင်ဘူးပါကင်အထုပ်လိုက်လေးတွေဝယ်တိုင်းဘူးပါကင်ရှေ့နောက်မှာဗရင်နဲ့ပတ်သက်တဲ့ data ချက်လက်တွေထည့်တာရှိတယ်ဗျဥပမာပေါ့ဗျာဒါဥပမာပြောပါဘောနော်ဒါရှမ်းပြုတ်မဲ့ဘူးဒီရှမ်းပြုတ်မဲ့ဘူးလေးမှလည်းတူတူပဲဒီမှာအညွန်လေးတွေပါတယ်ဗျရမ်းတောက်လို့မရဘူးဒါဥပမာပြောပြတာနော်အဲ့တော့အခုကျွန်တော်တို့ဝရင်သမားတွေတော်များများလမ်းဆုံးနေတာကျွန်တော်တို့ဝရင်ချောင်းပါကင်အထုပ်မရှိဘူးပေါ့ဗျာကျွန်တော်စီမှာလက်ရှိလည်းမရှိတော့ကျွန်တော်လည်းဝရင်နဲ့ပတ်သက်တာလည်းတော်တော်လေးအဆက်တွေပြတ်နေတာပေါ့တို့ဒီကျွန်တော်စီမှာမှတ်တမ်းတွေရှိတယ်ဘလို့မှတ်တမ်းတွေရှိတော့ကျွန်တော်ဒီလိုမှတ်တမ်းလေးတွေရှိတယ်နောက်ကျွန်တော်တချို့စာအုပ်ခက်ခဲတဲ့နေရာတွေမှာဆိုကျွန်တော်လည်းရေးမှုနဲ့မှတ်ထားတာလေးရှိတယ်ဘလို့မှတ်တမ်းလေးတွေကျွန်တော်ထားတော့ဆိုတော့ဥပမာ 2.4 အရင်တော့ကတော့ဒါ Germany standard 2.4 လက်ရှိ standard ကတော့ British standard က 2.6 2.4 ဆိုရင်ဒီမှာဝရင်ချောင်းထုတ်လေးတွေမှာပါကင်အစ်စ်ဝယ်တိုင်းတတိထားလိုက်ကြပါနော်တော်များများအမှုမဲ့အမှတ်မဲ့မလုပ်ဖို့ကျွန်တော်အတိပေးတာပါနော်ဒီကညီလေးကလည်းတောင်းဆိုထားလို့ကျွန်တော်အရင်မှလည်းကျွန်တော်တစ်ခါ sharing လုပ်ပေးထားပြီးသားပါအရင် post တွေမှာ sharing လုပ်ပြီးသားဒီမှာဘိုးရိ Ambia ဆိုရင်ဘိုးရိဆိုရင် 2.4 ဆိုရင်25ဘိုးရိတဲ့ပို့ပြီးတော့စော်လို့မရဘူး plus ဆိုရင်80တဲ့ပို့စော်လို့မရဘူး vertical overhead ဆိုရင်85ဘိုးရိတဲ့ကားရင်းတဲ့ပို့စော်လို့မရဘူးနောက်တစ်ခါ3.2 ပေါ့အများဆုံးသုံးရတဲ့ 3.2 ဆိုရင်25ဘိုးရိတ်တဲ့21နဲ့25ဘိုးရိတ်ကြားမှာပဲစော်ရတယ် plus ဆိုရင်90နဲ့110ကြားမှာပဲစော်တယ် vertical overhead ဆိုရင်80နဲ့95ကြားမှာပဲစော်တယ်ဆိုပြီးတော့ဒါကျွန်တော် data ယူထားတာပေါ့နော်ဝရင်ချောင်းပါကင်အထုပ်ပါကင်အထုပ်လေးတွေမှာအမြဲတမ်းပါပါတယ် view site ပြီးတော့ကြည့်ပေးကြပါဝရင်ချောင်းပါကင်ထုတ်ဆိုရင်လည်းသတိထားကြည့်မြစ်ဆိုအချောင်းရည်ဆိုတွဲလို့ရတယ်ကျွန်တော်ဆိုရင်ဒီမှာစီရှားတယ် 2.6 ဆိုရင်160ပါတယ်3.2 ဆို156ချောင်းပါတယ်အနည်းဆက်ဆုံးပေါ့နော်အဲ့လိုလေးတွေကျွန်တော်တို့ data ယူလာရှိတယ်ကျွန်တော်တို့ဝရင်သမားတွေမေးလို့ပေါ်တန်မနေကြပါနဲ့နော်ဘာပဲလုပ်ကိုလုပ်တဲ့လုပ်ငန်းဝင်ရဲ့ပတ်ဝန်းကျင်မှာလေးလာပါလိုက်စားပါကျေးဇူးတင်ပါတယ်အဆင်ပြေမယ်လို့ထင်ပါတယ်